ဒီဗီဒီယိုမှာကြတော့လုပ်ငန်းခွင်ထဲမှာသုံးတဲ့စကားစုတွေပေါ့နော်အဲ့ဒါကိုသင်ပြပေးမယ်နော်အဆုံးနဲ့ကြည့်နော်အလုပ်ရှင်ကိုနိုင်ကြန်းနော်အလုပ်သမားကိုလူကြန်းသူကငါရဲ့အလုပ်သမားเขาเป็นลูกจ้างของฉันအဲ့လိုပေါ့နော်တထေးကိုเจ้านายတထေးပေါ့နော်ဝန်ထမ်းကိုพนักงานพนักงานออฟฟิศဆိုလို့ရှိရင်ရုံးဝန်ထမ်းပေါ့နော်เจ้าของဆိုတော့ပိုင်ရှင်ကိုเจ้าของခေါင်းဆောင်ကိုหัวหน้าလို့ခေါ်ရနော်လက်အောက်ငယ်တာပေါ့ကွာလက်အောက်ငယ်တာဆိုหัวหน้าရဲ့လက်အောက်ငယ်ဆိုลูกน้องเขาเป็นลูกน้องของฉันအဲ့လိုပေါ့နော်လုပ်ဖော်ကင်ဖက်ကိုเพื่อนร่วมงานသင်ပေးတာကိုสอนให้သူငါ့ကိုသင်ပေးတယ်เขาสอนให้ฉันနားထောင်တယ်ဆိုတော့ฟังနားမထောင်ဘူးဆိုไม่ฟังခေါင်းမာတယ်ဆိုရင် do ခေါင်းမာတယ်နော်လိုက်လုပ်တယ်ဆိုရင်ทำตามငါပြောသလိုလုပ်ทำตามที่ฉันบอกတိုင်တယ်ဆိုရင်ฟ้องเนาะသူကတခုလောက်တာမှာလို့ကွာသွားတိုင်မှာฟ้องเจ้านายအဲ့လိုပေါ့နော်ချောင်းခိုးတယ်ဥငานချောင်းခိုးတယ်အလုတ်ခိုင်းတာကိုสั่งงานဒါမှမဟုတ်ရင်ချိုင်းငါပေါ့နော်สั่งงานไว้အလုတ်ခိုင်းထားတယ်ပေါ့နော်အပ်ထားတယ်ဆိုရင်ฝากไว้เนาะပစ္စည်းတစ်ခုကိုတယောက်စီမှာအပ်ထားတယ်ฝากของไว้ခေါ်တယ်ဆိုရင်เรียกခေါ်တယ်เรียกပြီးတော့ခေါ်ပြီးတော့မထူအဲ့လိုမထူတာမျိုးไม่ตอบเนาะเรียกแล้วไม่ตอบခေါ်ပြီးမထူပေါ့နော်နောက်တစ်ခုကျမဖူးဘူးဆိုရင်ไม่เคยမစားဖူးဘူးไม่เคยกินမသွားဖူးဘူးไม่เคยไปပေါ့နော်ကူညီတယ်ช่วยမကူညီဘူးဆိုရင်ไม่ช่วยเนาะစေနာရှိတယ်มีน้ำใจစေနာရှိတယ်ကိုချင်းစားတယ်ဆိုတော့ဟင်ကြိုင်ပေါ့နော်သုံးရလွယ်တယ်ပစ္စည်းတစ်ခုကိုသုံးရလွယ်တယ်ဆိုလို့ရှိရင်ချိုင်းငိုက်ပေါ့နော်လူတယောက်ကိုခိုင်းလို့ခိုင်းရလွယ်တယ်ဆိုရင်ချိုင်းငိုက်ခေါက်ပြန်ခေါ်နေချိုင်းငိုက်ပေါ့နော်စီကံကိုระเบียบစီကံပေါ့နော်အလုတ်စတာကိုเริ่มงานပေါ့နော်အလုတ်သိမ်းတယ်เลิกงานအလုတ်သိမ်းတယ်OT ပေးလုပ်တယ်ဆိုရင်ให้ทำ OT ပေါ့နော်หัวหน้าให้ทำ OT หัวหน้าက OT ပေးလုပ်တယ်လုပ်ခိုင်းတာပေါ့နော်အလုတ်ပြတ်တယ်တလားမှာအလုတ်ပြတ်တယ်အဲ့လိုပြတ်ရက်တွေပေါ့နော်เขาเรียกว่าขาดงานเดือนนี้ขาดงานกี่วันခွင့်ယူတယ်ลางานผมขอลางาน2วันนะခွင့်ယူတာပေါ့နော်နှုတ်ထွက်ဆိုရင်လာออกเนาะသူများမောင်းထုတ်တာမဟုတ်ဒါပေမဲ့ကိုယ့်ကိုထွက်ချင်လို့ထွက်တာကွာเนาะလာออกကြငါအလုပ်ကနေထွက်တာပေါ့เนาะမောင်းထုတ်တယ်ဆိုရင်တော့လိုက်ออกเนาะငါမောင်းထုတ်ခံရတယ်ချမ်းတော်လိုက်ออกเนาะနာရက်ဆိုရင်one youth เนาะအစားထိုးပိတ်ရက်ကိုone youth ชดเชยone youth ชดเชยวันหยุดชดเชยဆိုလို့ပြောရနော်စာရွက်စာတမ်းကိုเอกสารစာရွက်စာတမ်းနော်ပြည့်စုံတယ်နော် crop နော်เอกสาร crop ဆိုရင်တော့စာရွက်စာတမ်းပြည့်စုံနော်မာ crop လျံလာတာစုံပြီလားအစားထိုးလုပ်တယ်ทำแทนတယောက်အစားကိုတယောက်ကအစားထိုးလုပ်တာပေါ့နော်ทำแทนเขาသူ့စားလုပ်တာပေါ့နော်ဖုန်းခိုးကစားတယ်แอบเล่นโทรศัพท์เนาะမုတ်ခိုးစားတယ်ဆိုတော့แอบกินขนมไงเนาะအလုပ်ရုံကိုโรงงานအတိုင်ခံရတယ်โดนฟ้องအတိုင်ခံရပါโดนฟ้องเรื่องอะไรဘာကိစ္စနဲ့တိုင်ခံရတာလဲเนาะပိုက်ဆံဖြတ်ခံထိတယ်ဆိုရင်တော့โดนหักตังค์ပေါ့เนาะဒဏ်ပေးခံထိတယ်โดนลงโทษပေါ့နော်အသိပေးခံရတယ်နော်ဒါကတော့အပြစ်ပေးမခံရအသိပဲပေးခံရသေးတယ်ဆို
โดนเตือนโดนเตือนဆိုပြီးတော့ပြောလို့ရတယ်ค่ะ